কংগ্রেচুলেশন খর আর খদুন মানছে মোবারক হো আর কানো জমিনরে মগা আজাদ গজ্জে মগরে মোবারক হো এম খদ দে হ্যাঁ তো ইয়াস আর কানো জমিনের মধ্যে জিন আছে মগ ইনরে গাড়ি চুট্টো নদের গাড়ির টিকের নদের পেলিনোর টিকের নদের বুড়োর টিকের নদের জাহাজর টিকের নদের এক পাড়াতে আর পাড়া যাইতে নদের হওয়া ফাঁসা এন্দিল্লা ডারি ফাঁসা তইলে মহকলা আর কারো জমিন আজাদ ঘুরি বেলাই হদ্দ নে এমতা আজাদ গজ্জা কান জাগা মাঝে উইতারাই মরি পারে নাকি কিচ্ছু করতে নদী পারে নাকি কিচ্ছু নদর দে নেলা গলা এপারাতে আর পারা যাইলে এছাড়া টাইগারা বুড়িব মগতে হদে পুলিশতে কাঠ থখাই জানা বুড়িব আর পারা যাই বললা রোহিঙ্গাতে আজ দূর বত্তর কালত নইয়ে জুনি আইলো কায়াকাইশন কা বিবিসি কো ပြောပါတယ် শুনো ပြည်တွင်းခိသားတချို့ကလည်းကားလက်မှတ်ယထာလက်မှတ်ဝယ်ယူရမှာလဲရက်ကွက်နဲ့ရက်စကန်ထောက်ခံစာတောင်းခံမှုရှိပါတယ်ကိုမိုးမြင့်ကဆက်ပြီးတော့ပြောပြ দেশের ভিতরে চলাফেরা করতে দা এপারাতে আর পারা যা বললে পুলিশত টুকিন লাইব পুলিশত ঠকান যা লইরে যা ফুরিব ফারারুগাটা তো লই যাইব দিয়া ন লাল কার্ড লো চলিব দিয়া ন ফারারুগাটা তো চলে যাইব দিয়া ন ঠকান যা পুলিশত রে সে কেন যায় আয় অফারা যারে কই ঠকান যা না বলি এন্দিল্লা হালত বত্তর গই আজাদ আর গানম মাদে အဝေးပြေးရင်လိုင်းကစ်တွေအနေနဲ့ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်းဆောင်ထားသူတွေကိုလက်မှတ်မရောင်းချဖို့စစ်ကောင်စီကညွှန်ကြားထားတယ်လို့ရင်လိုင်းတချို့စီကနေသိရပါတယ်။ကားလက်မှတ်ဝယ်ရင်မှတ်ပုံတင်ပြရမှာဖြစ်ပြီး17မြင်းဆောင်ဆိုရင်လက်မှတ်မရောင်းပေးဘူးလို့အဝေးပြေးရင်လိုင်းတချို့နဲ့ BBC ဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။တခါ17မြင်းဆောင်မဟုတ်တဲ့တခြားမှတ်ပုံတင်ကိုင်းဆောင်ထားသူတွေအနေနဲ့လည်းပြည်တွင်းမှာတနေရာကနေတနေရာကိုခီးသွားမယ်ဆိုရင်ရဲစခန်းထောက်ခံစာရက်ကွက်ထောက်ခံစာနဲ့လိုအပ်ရင်အလုပ်ထောက်ခံစာတွေပါရှိရမှာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းတည်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့တာဝန်ရှိသူကို BBC ကဆက်သွယ်မေးမြန်းတဲ့အခါမသိရှိကြောင်းသာပြန်လည်ဖြေဆိုပါတယ်။ဒီလိုအခြေအနေတွေကြားရင်လိုင်းတွေဘယ်လိုကိုက်ွယ်ဆောင်ရွက်နေရပါလဲ။အဝေးပြေးရင်လိုင်းတစ်ခုရဲ့တာဝန်ရှိသူပြောတာက ညာဒီကတော့17မြင်းဆောင်လို့ပြောတာပေါ့နော်ဒါပေမဲ့ခုနပြောလို့မျိုးပေါ့ကျွန်တော်တို့ရဲ့ကိစ္စကတော့ခုနပြောလို့ဝယ်ထားပြီးလက်မှတ်တွေဟိုဖြစ်ရတော့ကျွန်တော်တို့ကတော့အတက်နိုင်ဆုံးတော့ပူပြီးတော့ဟိုဒါတော့ခင်းချင်းကိုကတ်စမာတွေကတော့ဟိုဖြစ်မှာပေါ့နော်ခေါ်ပြီးမှာဒါပေမဲ့သူတို့ဘက်ကပြောထားတာတစ်ချက်ကကျတော့ဒီလိုမျိုးပေါ့ဟိုသူတို့ကနေပြီးတော့စစ်ဆေးလိုက်တဲ့အချိန်မှာသူတို့ခွင့်မပြုတဲ့ကတ်စမာဆိုတော့ကျွန်တော်တို့ပြည်ကနေ GDP နဲ့လက်မှတ်ခါပြန်အားမယ်ဆိုတော့ကျွန်တော်တို့ပြောတယ်ပေါ့နော် လေကြောင်းလိုင်းတွေမှာတော့အခုလိုမျိုးကတ်သက်ထားတာမရှိဘူးလို့ BBC ကစုံစမ်းသိရပါတယ်။မတ်လထဲမှာပဲရန်ကုန်ကနေရခိုင်ပြည်နယ်ကိုလေယာဉ်နဲ့တွားရောက်တဲ့လူငယ်တချို့ရန်ကုန်လေဆိပ်မှာစစ်ကောင်စီကခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီထဲကလူငယ်တယောက်ပြန်လွတ်လာတာသိရပေမဲ့ကြံတဲ့သူတွေရဲ့အခြေအနေကိုတော့ BBC ကအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ရခိုင်ပြည်နယ်ပတ်ပုံတင်ကိုင်ဆောင်ထားသူတွေခီးသွားလာခွင့်ကတ်သက်ခံရတဲ့အပေါ်ရခိုင်တိုင်းသားသူပြောတာက ခြေတော့မပြေဘူးပေါ့ဟိုတနေနဲ့တရားနဲ့ရွှေလို့မရဘူးပေါ့နော်ပြီးတော့ဟိုရခိုင်စစ်တေးမိကောက်ကန်ထားရတဲ့လူတွေကတော့အကြောင်းတရားနဲ့ပေါ့ရန်ကုန်ပြည်မှာနေတာဘာလို့အလုံးစုံမရှိဘူးလို့ခံစားရတယ်စိတ်မကောင်းလေးဖြစ်နေပြီပေါ့နော်ဒီကတော့မောင်လေးတွေရှိတဲ့အရေးတွေကပိုရင်းမောင်းနေတယ်ဟိုစိတ်က Ya funilani Arkanoti dua dusajon fuain rengungie pelin lui Ini pelinar tiga dia udah lu jair kolam lagi golai tiga itu dia udah jair pelinar tiga neli masuk dari bala itu aja neli bala itu ayo hode halut beshi kharam azat arkan tu nene khoyade rakain tado ani ne mahula arkan or khode rakain de do da se arkan made bekun ore आजाद गुरी फेला ये लुई फेला ये अने आजाद गुरी फेला ये दे लुई फेला ये दे हेडे तुई आज्जारे मुन जाने भरा आर खानोर बुतरे ने ते गुलते फुलुशल टॉकेन दा लागे अज्जो होतरा नाज्जो आर तोरा हाइले फेडे बुतर के दो तीन दिन गुरा दिवारी में अज्जो होतरा नाज्जो আতি পর্যন্ত বাজ্জায়রে আগায় ভাই সন্ধ্যা এলাই ফেলাইব আতি পর্যন্ত বাজ্জায় আগা ভাই সত নেলাই ফেলাইব হেন্দিল্লা হা